ယေရှုအဖြစ်ကျွန်တော်တို့ကခရစ်တော်ရဲ့စိတ်နှလုံးကိုရသွားတဲ့အခါကျတော့လေအဲ့ဒီစိတ်နှလုံးကတဖန်ပြန်လဲပြီးတော့ကိုယ့်ရဲ့အသက်တာကိုလမ်းကြောင်းပေးတာအဲ့လိုမျိုးဖြစ်သွားတယ်ဝိညာဉ်တော်နဲ့လိုက်လျှောက်ခြင်းအသက်တာတဲ့ကိုပို့ဆောင်လာတာဖြစ်တယ်ဒါပထမအဆင့်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါစိတ်နှလုံးကအရေးကြီးတယ်ဆိုတာကိုတိလာတာဖြစ်တယ်ဟိုဘောနော်ပြောရမယ်ဆိုရင်ဘောကအသက်တာအရာရှောက်လာခဲ့တဲ့ကြုံတွေ့လာခဲ့တဲ့အမှုအရာသိရှိရတဲ့အရာကိုယ်တိုင်ကိုကြအဲ့မျိုးလက်တွေ့ကြအဲ့လိုဖြစ်ချင်းနဲ့ပေါ့နော်ဖြစ်နေသည်လုံနေသည်မဟုတ်ဘဲနဲ့ဖြစ်နေတဲ့အရာပေါ်မှာပဲသိမြင်လာတဲ့အတွက်ကြောင့်စိတ်နှလုံးဆိုတာအရေးကြီးတယ်စိတ်နှလုံးဆိုတာလေဝိညာဉ်အသက်ရှင်ခြင်းတည်ခြင်းရဲ့အရင်အမြင့်ဖြစ်တယ်ဝိညာဉ်အသက်ရှင်ခြင်းတည်ခြင်းအရင်မြင့်ဖြစ်တယ်ကိုယ့်ရဲ့စိတ်နှလုံးကကိုယ့်ရဲ့လူဟောင်းစိတ်နှလုံးပဲဆိုလို့ရှိရင်ဒီအာတနဲ့လောဘနဲ့ပြည့်နေနေတဲ့စိတ်နှလုံးနဲ့ပဲဆက်လက်ပြီးတော့ယုံကြည်သူအသက်တာမှာဆက်လက်ပြီးတော့အဲ့ဒီအသက်တာနဲ့အဲ့ဒီစိတ်နှလုံးနဲ့ရှင်သန်နေတယ်ဆိုရင်ကိုကအဖတ်ထံရောက်တော့သူမဟုတ်တော့ကိုကယုံကြည်သူအစ်စ်မဟုတ်ပဲနဲ့မူတာယုံကြည်သူမူတာဖြစ်တယ်အဲ့ဒါကလှည့်စားထားတဲ့စာတာမာနရဲ့သာသမီတွေဖြစ်သွားတယ်သူမတိပဲနဲ့ဖြစ်သွားတာဖြစ်တယ်အဲ့မျိုးနော်ဒီနောက်စရာတွေပြောစရာတွေအများကြီးရှိတယ်တိလားအဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ရှိလူကြဆင်းတော့ကဆိုဘလူဖြစ်လဲဆိုတော့အဲ့လိုလူကအသက်တာကလူတိုင်းဆိုရင်တသမတည်းဖြစ်တာနော်ကြဆင်းခြင်းကဟိုကနဥကရဲကဟိုအာဒံလက်ထက်ကလေးကဖြစ်တယ်ကိုယ့်ရဲ့လူသားကလေကောင်းတဲ့လူတယောက်မှမရှိဘူးအဲ့ဒါကြောင့်သခင်ယေရှုပဲကောင်းတာဖြစ်တယ်အဲ့လိုမျိုးလေသခင်ယေရှုပဲကောင်းတဲ့အတွက်ကြောင့်သခင်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုပဲပြောရတာဖြစ်တယ်ကောင်းသောသူတယောက်အကြောင်းပြောရမယ်ဆိုရင်အဲ့လိုမျိုးရှိတာပေါ့နော်နောက်တော့လူတိုင်းရဲ့စိတ်နှလုံးကတန့်ရှင်းသောသူမရှိဘူးသခင်ယေရှုကိုကယ်တင်ရှင်ဖြစ်တယ်လို့ယုံကြည်သောသူပဲသခင်ယေရှုရဲ့သဘောတဘာဝနဲ့စိတ်နှလုံးကရောက်ရှိလာပြီးတော့ကိုသခင်ယေရှုကအယူခံဝင်ပေးသောသူအဖြစ်ကိုစားပြုသောသူအဖြစ်နဲ့ရပ်တည်ပေးသောတာကိုကတန့်ရှင်းသောသူဖြောင့်မတ်သောသူဘုရားသခင်ရှိမှဖျားမြင်တွေ့သောသူဖြစ်သွားတာသူရဲ့သားတော်ကြောင့်ပဲဖြစ်တယ်လို့အဲ့ဒါကြောင့်အဲ့ဒီစိတ်နှလုံးအဟောင်းကိုပယ်ဖြတ်ပြီးတော့မှခရစ်တော်ရဲ့စိတ်နှလုံးနဲ့ယူတင်ဝှဆောင်နိုင်ဖို့ပဲဒါယုံကြည်သူရဲ့ဘဝမှာအဓိကဖြစ်တယ်ပေါ့နော်နောက်ပြီးတော့တကယ်တော့ယုံကြည်သူတူတယောက်စီတိုင်းမှာလေကိုမိမိကိုလည်းမပိုင်သူလို့ပဲအရာမှကိုပိုင်တာမရှိဘူးအဲ့ဒါတဖြည်းဖြည်းဝိညာဉ်